ဂျင်နီလို့ခေါ်တဲ့ဒီကောင်မလေးကတော့ငယ်ငယ်ကလေးကအပေါင်းအသင်းမရှိတဲ့အထီးကျန်နေခဲ့သူပါသူမဟာလူတွေနဲ့မျက်လုံးချင်းမဆိုင်ရဲပဲအမြဲတမ်းခေါင်းကုန်ပြီးလမ်းလျှောက်ဝေးရှိပါတယ်သူမရဲ့ပုံစံက TV ထဲကတရေကားဇက်ကောင်စာမာယာနဲ့တူနေပါတယ်ဒါကြောင့်ပဲအတန်းဖော်တွေကသူမကိုတရေမတယောက်လိုသဘောထားပြီးကြောက်ရွံ့နေခဲ့ကြတယ်ကျောင်းဖွင့်တဲ့တနေ့မှာတော့သူမဘဝကိုပြောင်းလဲပေးမဲ့ကောင်လေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်လမ်းဆောင်တစ်ခုမှာကျောင်းသားတစ်ယောက်လမ်းမသွားနေတာကိုဂျင်နီမြင်လိုက်ရပြီးကျောင်းသွားရမဲ့လမ်းမှန်ကိုလမ်းညွှန်ပေးလိုက်ပါတယ်ဒီအဖြစ်အပျက်ကဂျင်နီကိုအံ့အားသင့်သွားစေခဲ့တယ်ကျက်လို့ခေါ်တဲ့အဲ့ဒီကောင်လေးကသူမရဲ့ကြောက်စရာကောင်းတဲ့ပုံစံကြောင့်နောက်ဆုံးမသွားခဲ့ပါဘူးအဲ့ဒီအစားသူမနာကိုအပြုံးရင်းနဲ့ရှောက်လာခဲ့ပါတယ်ကျက်ရဲ့အပြုံးကိုဂျင်နီမြင်လိုက်ရပါတယ်သူမရဲ့ရင်တွေစတင်ခုန်လာပေမဲ့ဒီအချိန်မှာစကားများကြီးပြောဖို့တော့တတိမရှိခဲ့ပါဘူးအပေါ်ကနေခြေရီပန်းပွင့်လေးတွေကြွေကျလာပါတယ်ပန်းပွင့်ဖက်လေးတွေကဂျင်နီရဲ့ခေါင်းပေါ်ကိုကြားရောက်လာခဲ့တယ်ကျက်ကသူမခေါင်းပေါ်ကပန်းပွင့်တွေကိုညင်ညင်သာသာလေးဖယ်ရှားပေးလိုက်ပါတယ်ဒါဟာတစုံတစ်ယောက်ကသူမစီကိုကိုယ်တိုင်လိုလားလာရောက်ဆက်ဆံတာပထမဆုံးအကြိမ်ပါပဲဂျင်နီလည်းကျက်ကိုစူးစမ်းတဲ့မျက်လုံးတွေနဲ့ကြည့်မိသွားပါတယ်ကျက်ရဲ့အပြုံးကိုမြင်ပြီးနောက်မှာသူမရဲ့ကြောက်ရွံ့မှုတွေအားလုံးပျောက်ကွယ်သွားခဲ့ရတယ်ဒါပေမဲ့ဘသူကမှသူမကိုသဘောကျမှာမဟုတ်ဘူးလို့တွေးထားတာကြောင့်ဒါတွေဟာစိတ်ထင်ရောက်ထင်မှာဖြစ်မယ်လို့ပဲဂျင်နီထင်နေခဲ့တယ်ဂျင်နီမသိခဲ့ရကတော့သူမနဲ့ကျက်တို့ရဲ့ဇလန်းကအခုမှစတင်တော့မှာပါကျောင်းဖွင့်ပြီးနောက်မှာသူတို့နှစ်ယောက်ဟာအတန်းတူကြနေခဲ့ကြပါတယ်ကျောင်းရောက်တော့လဲကျက်ပြုံးနေတာကိုဂျင်နီမကြာခဏမြင်တွေ့နေရတယ်တခြားမိန်းကလေးတွေလိုပဲသူမလဲကျက်ကိုငေးကြည့်မိနေတတ်ပါတယ်ဂျင်နီဟာကျက်ကိုအမြန်ပဲဆွဲလန်းနေတတ်သွားပေမဲ့သူတို့နှစ်ယောက်ကမတူညီရဲ့ကဘာကလူတွေဆိုတာကိုသူမသိနားလည်ထားပါတယ်ကျက်ရဲ့ပတ်ဝန်းကျင်မှာလူတွေနဲ့အမျက်စီကားနေပြီးသူမကတော့ထောင်တနေရာမှာပဲပုံကွယ်နေရသူဖြစ်ပါတယ်ကျက်ကရုပ်ရည်ချုံမောသူဖြစ်တာကြောင့်သူ့ဘေးနားမှာမိန်းကလေးတွေအမြဲဝိုင်းနေလေရှိတယ်ဒါတွေကိုဂျင်နီသိထားပေမဲ့ကျက်ကပြတင်းပေါက်နားမှာထိုင်နေတဲ့သူမကိုတိတ်တခိုးငေးကြည့်နေတတ်တာကိုတော့သူမထင်မထားခဲ့ပါဘူးမနက်ခင်းအတန်းထဲဝင်လာရင်လဲကျက်ကသူမကိုနှုတ်ဆက်လေးရှိပါတယ်ဒီအဖြစ်အပျက်ကိုဂျင်နီယုံတောင်မယုံနိုင်ဖြစ်နေခဲ့တယ်အတန်းဖော်တယောက်ကသူမရဲ့ပုံစံကိုမကြောက်ရွံ့တဲ့အပြင်မင်္ဂလာနံနက်ခင်းပါလို့တောင်နှုတ်ဆက်လာခဲ့တာပါကျက်ကဒီလိုမျိုးရင်းရင်းနှီးနှီးလာလို့လေဂျင်နီစိတ်ထဲမှာပိုပြီးနေရခက်လေဖြစ်လာပါတယ်လူတွေရဲ့အတင်းပြောစရာခေါင်းစဉ်တစ်ခုဖြစ်လာမှာကိုသူမကြောက်ရွံ့နေခဲ့တယ်သူမရဲ့ကြောက်စရာပုံစံကြောင့်ကျက်လန့်သွားမှာကိုပိုပြီးတော့တောင်စိုးရိမ်နေပါသေးတယ်ဂျင်နီမသိခဲ့တာတစ်ခုကတော့သူမပုံမှန်လုပ်လို့ရှိတဲ့ကောင်းမှုကုသိုလ်လေးတွေအကြောင်းပါသူမလုပ်သမျှကောင်းမှုလေးတွေအကုန်လုံးကိုကျက်ကမြင်တွေ့နေခဲ့တာဖြစ်ပါတယ်